ဒီလိုအရန်လာတဲ့နေရာလေးတွေဘယ်မှာရှိလဲဆိုတာအားလုံးသိကြလားခင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ခေစေပါဒီနေ့မှာတော့ကျွန်တော်အရန်လာတဲ့နေရာလေးတွေကိုရောတော်ဘုံတို့ကိုခေါ်သွားပြီးမှဖြစ်ပါတယ်ခင်ဗျအားလုံးပဲလိုက်ရောက်ကြည့်ရှုပေးကြပါဦးခင်ဗျဒီလိုပန်းလေးတွေကတော့ခြေကျူးတို့မှာအများကြီးရှိပါတယ်ခင်ဗျကျွန်တော်ထင်တာကတော့မုံညင်းပန်းနေထင်ပါတယ်ဒီနေ့ကျွန်တော်တို့သွားမယ့်ဒီကနေရာတော့ဥတိုဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့လက်မှတ်ဝယ်ပြီးတော့ကျွန်တော်တို့တင်မောစီပြီးသွားမှာဖြစ်ပါတယ်ခင်ဗျ두 번째ရာဒီဥတုကတော့တာယာနေပြီမဲ့လေကအရင်တိုက်နေပါတယ်ခင်ဗျကြည့်စမ်းပါအောင်ဗျာပင်လေကြီးကဘလောက်လာလဲဆိုတာထိုက်မဲ့လေတွေကအရင်ထန်နေတဲ့အတွက်လေကတော့အရင်ရက်ဆက်ပါတယ်ပင်လေကြီးကအရင်လာနေပြီမဲ့လေတင်မော15မိနစ်20လောက်စီးပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဥတုကိုရောက်ရှိခဲ့ပါပြီခင်ဗျရောက်တော့နေကျွန်တော်တို့ကားငှားဖို့စူးစမ်းပြီးမယ်ကားမရတော့ဘဲနဲ့ကျွန်တော်တို့2ယောက်စီဆိုင်ကယ်လေးတွေပဲငှားလို့ရခဲ့ပါတယ်ခင်ဗျကျွန်တော်ဆိုင်ကယ်မောင်းရှင်းပေးမယ်လေကျွန်တော်မှာဒီမောင်းလိုက်စမရှိတဲ့အတွက်ကျွန်တော်မောင်းလို့မရခဲ့ပါဘူးဒါပေမဲ့လည်းနည်းနည်းပါးတော့ခိုးမောင်းခဲ့ပါတယ်ဒီလိုဆိုင်ကယ်ပေါ်မြင်နေရတဲ့ view နဲ့တဲ့အရန်ကိုလာနေတာပါဒါပေမဲ့လည်းဓာတ်ပုံရိုက်ချင်းပေးမဲ့လည်းတည်တဲ့အတိုင်းပဲလေရရန်ထန်နေတဲ့အတွက်ဘလို့မကိုဓာတ်ပုံရိုက်လို့အဆင်မပြေခဲ့ပါဘူးခင်ဗျဒီနေရာမှာလေတာမတိုက်ခဲ့ဘူးဆိုရင်ခင်ဗျားတို့ဓာတ်ပုံတွေအများကြီးကြည့်နေရတော့မှာဗျာခုတော့ဖြစ်ခုပြနေတဲ့ဗီဒီယိုလေးတွေပဲကြည့်ပြီးတော့စိတ်အပန်းပြေလိုက်ကြပါအောင်ဗျာဒါလေးကတော့ကန်ချီနာလီမှာပါအော်လေရန်တိုက်တာပဲရေရောင်ကဘလောက်လာတယ်ဆိုရင်ကျွန်တော်လိုပါပဲကြည့်ကြပါဦးလေးရန်တိုင်းနေပြီဖြစ်တဲ့အတွက်လက်လျှော့ပြီးတော့ထမင်းစားလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့အိမ်ကိုပြန်ခဲ့လိုက်ကြပါလိမ့်ခင်ဗျချက်ပုံလေးအဲ့လိုအဆင်မပြေတော့တဲ့အတွက်ညလည်းမိုးချိုတော့မှနေကားလည်းပြန်ရတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့ပြန်ခဲ့လိုက်ကြပါလိမ့်ခင်ဗျဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ကြပါမယ်ခင်ဗျအားလုံးပဲဘိုင်ပါ